ဒီနေ့မနက်အစောပိုင်းမှာပဲပရိသတ်တွေချစ်ခင်အားပေးကြတဲ့တရုတ်ဆောင်ကြီးအမတ်နှစ်ဦးဖြစ်တဲ့ဘေဘီမောင်နဲ့တန်စင်မောင်တို့ရဲ့ဖခင်ဖြစ်သူဟာကွယ်လွန်သွားခဲ့ပြီဆိုတဲ့သတင်းဆိုးကိုကြားသိလိုက်ရပါတယ်။ရုတ်တရက်ဆိုသလိုပဲဖခင်ကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အတွက်ညီအမနှစ်ဦးလုံးလည်းအကြီးအကျယ်ဝမ်းနည်းကြေကွဲနေကြရပါတယ်။သတင်းစကားကြားတာနဲ့ပရိသတ်တွေကလည်းသူမတို့နှစ်ယောက်ကိုအားပေးစကားတွေပြောကြရင်းနဲ့စိတ်မကောင်းကြောင်းထုတ်ဖော်ပြသနေကြပါတယ်။တကယ်ကိုရင်နာစရာကောင်းတဲ့ခွဲခွာခြင်းတစ်ခုဖြစ်တာကြောင့်ပရိသတ်တွေအားလုံးကလည်းသူမတို့အတွက်စိတ်မကောင်းဖြစ်နေရတာပါဖခင်ဖြစ်သူဟာအချိန်တန်ကြာမကျန်းမာနေခဲ့တာဖြစ်ပြီးညီမနှစ်ဦးကလည်းဘေးကနေအနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တာပါအချိန်တိုင်းမှာဖခင်ရဲ့ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်အောင်ဂရုတစိုက်ရှိခဲ့ကြပြီးအတူတူတိုက်ပွဲဝင်ခဲ့ကြတာကိုလည်းပရိသတ်တွေကမြင်တွေ့ခဲ့ရပါတယ်သူမတို့ရဲ့အချစ်တွေဂရုစိုက်မှုတွေကြောင့်ဖခင်ဖြစ်သူဟာတစ်ခါပြန်ပြီးတော့လဲကျန်းမာရေးပြန်လဲကောင်းမွန်လာခဲ့ပါသေးတယ်အဲ့ဒီအချိန်တုန်းကတော့အားလုံးကဝမ်းသာခဲ့ကြပြီးအကောင်းဆုံးဖြစ်လာမယ်လို့လည်းမျှော်လင့်ခဲ့ကြတာပါဒါပေမဲ့လည်းကန်တရားရဲ့စီမံချက်ကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ခဲ့ပါဘူးလို့ပဲဆိုရမှာပါတစ်ချိန်တုန်းကဆေးရုံကဆရာဝန်တွေကိုယ်တိုင်ကလက်လျှော့လိုက်ဖို့ပြောကြားခဲ့တဲ့အထိအခြေအနေဆိုးရွားခဲ့ဘူးပေမဲ့လည်းသူမတို့ကတော့ဘယ်တော့မှလက်မလျှော့ခဲ့ကြပါဘူးဖခင်အတွက်အကောင်းဆုံးဖြစ်မဲ့ဆေးကုသမှုတွေကိုနောက်ဆုံးအချိန်ထိအပြည့်အဝပေးနိုင်ဖို့စ조사ခဲ့ကြတာကိုလည်းပရိသတ်တွေကသိရှိပြီးသားပါဘလောက်ပဲခက်ခဲပါစေဖခင်အပေါ်ထားတဲ့သမီးလိမ္မာတွေရဲ့မေတ္တာတရားကတော့တကယ်ကိုကြီးမားလွန်းပါတယ်ဒီကနေ့မနက်အစောပိုင်း၄ နာရီဝန်းကျင်လောက်မှာတော့ဖခင်ဖြစ်သူဟာနောက်ဆုံးတော့ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းညီမဖြစ်သူတန်စင်မောင်ကလူမှုကွန်ရက်ကနေတဆင့်အသိပေးလာခဲ့ပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့သူမတို့ညီအမနှစ်ဦးလုံးလည်းအင်မတန်မှဝမ်းနည်းကြေကွဲနေရပြီးအခြေအနေကိုလက်ခံဖို့ခက်ခဲနေကြပါလိမ့်မယ်ပရိသတ်တွေကလည်းသူမတို့နှစ်ဦးရဲ့စိတ်တက်မကြပဲပြုစုဆောက်ရှောက်ခဲ့တဲ့လုပ်ရက်တွေအတွက်လေးစားဂုဏ်ယူကြောင်းပြောဆိုနေကြပါတယ်အခုလိုမျိုးခက်ခဲတဲ့အချိန်မှာညီမနှစ်ဦးကိုပရိသတ်တွေကအားပေးစကားတော့ပေနဲ့အတူရက်တီပေးနေကြတာပါနောက်ဆုံးချိန်ထိဖခင်အပေါ်မှာတာဝန်ကျေပွန်ခဲ့တဲ့သမီးလိမ္မာနှစ်ဦးဖြစ်တာကြောင့်လဲလူမှုကွန်ရက်မှာသူမတို့အတွက်ဝမ်းနည်းစကားနဲ့အားပေးစကားတွေအများအပြားထွက်ပေါ်လာနေပါတယ်ဖခင်ဖြစ်သူကောင်းရာသူဂတိလာပါစေကြောင်းကိုလည်းလူတိုင်းကဆုတောင်းပေးနေကြတာပါသူမတို့ညီအမနှစ်ဦးလည်းဒီလိုဝမ်းနည်းစရာအဖြစ်အပျက်ကိုကြံ့ကြံ့ခံနိုင်ပါစေလို့ပဲဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ပရိသတ်တွေအားလုံးကလည်းသူမတို့နဲ့အတူအမြဲရှိနေမှာမို့လို့စိတ်မကောင်းမဖြစ်ပါနဲ့လို့ပဲပြောချင်ပါတယ်